ဒီလိုဆောင်ရွက်မိုက်တဲ့မြက်ကမနေကိုဘယ်ရောက်ဝယ်တယ်လို့ထင်လဲဒီနေ့မှာ Irish Moon က buy one get one ရှိလို့မြက်ကမ80လောက်ဝယ်ထားပါတယ်ကဲ try ကြမယ်ကဲအများကြီးဆိုတော့သူမှပျော်နေပါတယ်လက်သိန်းနဲ့လုံးဖမ်းရအောင်မယ်ကဲတက်လို့ကတော့ဝင်သွားပါပြီသူကတချို့မြက်ကမှန်နေလို့တစ်ခါတက်တာနဲ့မခက်ခဲကြီးဖြစ်မနေဘူးတက်လိုက်တာနဲ့မျက်လုံးနဲ့တသားတည်းဖြစ်နေတယ်လို့ပေါ်ပါနေရမျိုးသူ့စိမ်းနဲ့ရလာတဲ့ quality ကအရန်တန်နေတဲ့ပါမလို့ highly recommend ပါကဲဒီ August လမှာ buy one get one လဲရှိလို့တောက်ဝယ်ကြပါပဲကျေးဇူးမရှိပဲဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးပါ love you အပပြ